တစ်တူရမီတာတိုင်းမှာစိတ်ပြင်းမွေ9កောင်ရှိနေတာပါဒါရုပ်ရှင်တွေကဇက်လံမဟုတ်ပါဘူးအိပ်ပံပညာရှင်တွေတောင်အသက်အာမခံမရှိဘဲခြေမချရဲတဲ့ကမ္ဘာအနည်းရဲ့အရှိဆုံးမွေကျွန်းအကြောင်းပြောပြပေးသွားပါမယ်ဘရာဇီးနိုင်ငံကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ဒီကျွန်းဟာဝေးကကြည့်ရင်တာယာလှပနေပေမဲ့တကယ်တော့ဒါဟာသေမင်းတကားဝပါဘာကြောင့်လဲဆိုတော့ဒီကျွန်းပေါ်မှာကမ္ဘာအစိတ်ပြင်းဆုံးမွေပေါင်း4000ကျော်ကအုပ်ဆိုးထားလို့ဖြစ်ပါတယ်ဒီမွေတွေရဲ့အစိတ်ဟာဘလောက်တောင်ကြောက်ဖို့ကောင်းတယ်လဲဆိုရင်လူတစ်ယောက်ရဲ့အသားတစ်ရှူးတွေကိုတောင်အရေးပျော်ကျသွားစေနိုင်ပါတယ်။အကိုက်ခံရရင်နိုင်ပိုင်းအတွင်းနှလုံးရက်ပြီးတိတ်ဆုံးနိုင်တဲ့အထိပြင်းထန်လွန်းတာကြောင့်ကဘာပေါ်မှာအစိတ်အပြင်းဆုံးမွေစင်းနဲ့ပါဝင်နေတာပါ။အဲဒီလောက်အန္တရာယ်ကြီးလွန်းလို့ဘရာဇီးအစိုးရကဒီကျွန်းမော်ကိုဘသူ့ကိုမှခြေချခွင့်မပြုတော့ပါဘူး။ဝင်ရောက်ခွင့်တင်းကျပ်စွာပိတ်ပင်ထားပါတယ်။မိပြတိုင်းပြုပြင်မဲ့ရေတပ်သားတွေနဲ့ထူးခွင့်ပြုချက်ရတဲ့သူတွေတီတွေကလွဲရင်ဘသူမှဒီသိမင်းကျွန်းကနေအသက်ရှင်လျက်ပြန်ထွက်လာနိုင်ဖို့မလွယ်ကူပါဘူး။ထူးဆန်းတာကဒီမွေတွေဟာဒီကျွန်းလေးပေါ်မှာပဲဘာကြောင့်ဒီလောက်အများကြီးတည်တံ့ရှိနေရတာလဲ။လွန်ခဲ့တဲ့နှစ်ပေါင်းတောင်းချီကလေးကပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပြီးကုန်းမြေနဲ့ပြတ်တောက်သွားရာကနေသူတို့ဟာကိုယ့်ဘာသာစင်ကဲပြောင်းလဲလာခဲ့ကြတာပါ။စာရည်စာရှားပါတဲ့ကြားကငှက်တွေကိုဖမ်းယူစားတောက်ပြီးဒီနေ့အထိရှင်သန်နေကြတာဖြစ်ပါတယ်။ဒါဆိုရင်တင်ကောဒေါ်လာ1 သန်းပေးရင်ဒီကျွန်းပေါ်မှာတညလောက်အိပ်ရဲမလားကွတ်မှတ်မှာဖြေခဲ့ပါအောင်ဒီလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုနေ့တိုင်းသိရဖို့ဗီဒီယိုလေးကို like နဲ့ follow လုပ်ထားဖို့မမေ့နဲ့အောင်เนาะနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်